မင်္ဂလာပါဒီဘက် Premier League ပွဲစဉ်ရှိတဲ့ Arsenal နဲ့ Fulham အသင်းတို့ပွဲစဉ်အကြောင်းပြပြချင်ပါတယ်ဆိုတော့ဒီပွဲက Fulham အသင်းအိမ်ကွင်းမှာ Arsenal ကိုအခမ်းကစားမဲ့ပွဲဖြစ်ပါတယ် Fulham အသင်းဟာဒီဟာဒီ Premier League ပွဲစဉ်9ပွဲကန်ပြီးတဲ့အချိန်မှာရမှတ်ချမှတ်2ပွဲနိုင်2ပွဲသေ3ပွဲရှုံးဆိုတဲ့ရလဒ်နဲ့လက်ရှိအမှတ်ပေးစရာရဲ့အဆင့်14မှာရပ်တည်နေပါတယ်ဆိုတော့သူတို့3ပွဲရှုံးပြီးသွားပြီဒါပေမဲ့ဒီပွဲတွေအားလုံးကအဝေးကွင်းရှုံးပွဲတွေဖြစ်ပါတယ်သူတို့အိမ်ကွင်းမှာဖူဟန်ကတပွဲမှရှုံးနိုင်ကြတာမရှိသေးပါဘူးဆိုတော့ဒီဟာဒီအိမ်ကွင်းရှုံးပွဲမရှိတဲ့အသင်း Premier League အသင်း10သင်းရှိပါတယ်အဲ့ဒီထဲမှာဖူဟန်ကတသင်းပါဝင်ဖြစ်ပါတယ်ဆိုတော့ဒီလိုအချိန်နေမျိုးမှာArsenal အသင်းနဲ့သူတို့အိမ်ကွင်းမှာအခမ်းပြီးတော့ကစားရမှာဖြစ်ပါတယ်ဆိုတော့ဒီပွဲကဖူဟန်ရဲ့အိမ်ကွင်းမှတ်တမ်းကောင်းရပ်တန့်သွားမလားဆိုတာစိတ်ဝင်စားကြကောင်းပါတယ်အချက်လက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဖူဟန်ကဒီယာဒီမှာတိုက်စစ်ကသွင်းကို10ဂိုးထိသွင်းပြီးတော့ပါပြီအဲ့ဒီထက်က9ဂိုးကအိမ်ကွင်းမှာသွင်းထားပြီးတော့ခန်းစစ်ကစုစုပေါင်း17ဂိုးထိခွင့်ပြုထားတာမှာအိမ်ကွင်းမှာ2ဂိုးပဲခွင့်ပြုထားပါတယ်ဆိုတော့ဖူဟန်ရဲ့အိမ်ကွင်းစွမ်းဆောင်ရည်ကအဆင့်တစ်ခုမှာရှိနေတယ်လို့ပြောရမှာပါသူတို့ Manchester United လို့အသင်းကိုလည်းသေခံကစားထားနိုင်တာအိမ်ကွင်းမှာပဲဖြစ်ပါတယ်ဆိုတော့ Arsenal ဘက်ကပြန်ကြည့်ရင် Arsenal ကဒီဟာဒီ Premier League ပွဲစဉ်9ပွဲကန်ပြီးချိန်မှာ9ပွဲနိုင်တယ်တပွဲသေကြတယ်တပွဲကိုရှုံးနေထားတယ်ဆိုတော့စုစုပေါင်းရမှတ်16မှတ်နဲ့အမှတ်ပေးစရာရဲ့အဆင့်1နေရာမှာရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်ဆိုတော့ Arsenal ကဖက်ဖက်ကဖူဟန်ထက်ပိုပြီးကောင်းနေတဲ့အခြေအနေမှာရှိပါတယ်Arsenal ဒီဟာဒီရှုံးထားတဲ့ပွဲကလီဗာပူးနဲ့ပွဲပါဆိုတော့ဖူဟန်အနေနဲ့နောက်ဆုံး2ပွဲဆက် Premier League ပြိုင်ပွဲ2ပွဲဆက်နိုင်ပွဲပျောက်ထားပါတယ်သူတို့2ပွဲဆက်ရှုံးနေထားတာပါArsenal ကတော့ Premier League နောက်ဆုံးရှုံးနေခဲ့တာကလီဗာပူးကိုဩဂတ်စ်လကုန်ကဖြစ်တယ်ဆိုတော့သူတို့လုံးဝချုံပွဲမရှိတာ2လနီးနီးရှိလာပါပြီဆိုတော့ Arsenal ဟာယုံကြည်ချက်အရာရောလက်ရှိကစားပုံရပါဖူဟန်ထက်အပြတ်သက်တာလွန်နေတယ်လို့ပြောရမှာပါဆိုတော့ Arsenal ကတိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုရင်လည်းဒီဟာဒီ Premier League 9ပွဲမှာ14ဂိုးထိသွင်းထားပါတယ်ဒါဟာဒီဟာဒီ Premier League အသင်းတွေထဲ Man City က15ဂိုးသွင်းထားတာပြီးရင် Arsenal ကဒုတိယအကောင်းဆုံး Premier League တိုက်စစ်လို့ပြောရမှာပါခန်းစစ်ကတော့ Arsenal က3ဂိုးပဲခွင့်ပြုထားပါတယ်ဒါဟာ Premier League အထဲမှာအကောင်းဆုံးခံစစ်စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်ဒီနှစ်သင်းရဲ့အချက်လက်တွေကိုရှင်ကြည့်တဲ့အခါအပြတ်သက် Arsenal ကလက်တလောရှင်နေရတာလွန်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့မေ့ထားလို့မရတာကနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းပါဆိုတော့နောက်ဆုံး10ကြိမ်ဆက်တိုက်ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းကိုပြန်ကြည့်မယ်ဆိုရင် Arsenal က6ကြိမ်နိုင်ပြီးတော့ဖူဟန်က2ကြိမ်ပဲနိုင်ထားပါတယ်ဆိုတော့3ကြိမ်တည်ကြထားပါတယ်ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းမှာလည်းဖူဟန်က Arsenal ကိုအပြတ်သက်ရှုံးနိုင်နေပြန်ပါတယ်လက်တလော Premier League မှာ Arsenal အသင်းနဲ့ဖူဟန်အသင်းတို့ရဲ့ဒဏ်ရာရအခြေအနေကိုကြည့်မယ်ဆိုရင် Arsenal ကအဓိကအားထားရတဲ့တိုက်စစ်မှု G-Side တို့ Kai Havertz တို့ဒီပွဲမှာမပါနိုင်ပါဘူးနောက်ကွင်းလယ်လူ Martin Odegaard လည်းလွဲဖို့ရှိပါတယ်တောင်ပန်ကစားသမား Madueke လည်းဒဏ်ရာကြောင့်လွဲမဲ့ပုံပေါ်ပါတယ်ဒီအခြေအနေကလွဲရင် Arsenal ရဲ့လူစင်းကတောင်းတောင်းတင်းတင်းရှိပါတယ်ဒီကစားသမားတွေအပြင်လက်ရှိ Arsenal ရဲ့လူစင်းမာကိုကကွင်းလယ်ရှေ့နောက်နေရာအားလုံးအစအစအရာတောင်းတင်းတယ်လို့ပြောရမှာပါဖူဟန်ကတော့အဓိကကစားသမားမူရစ်ဒါတိုက်စစ်မှုပေါ့လေသူမပါနိုင်ဘူးနောက်ခံလူတီမပါနိုင်ဘူးကွင်းလယ်ကလူကစ်မပါနိုင်ဘူးဆိုတော့ဒီကစားသမားတွေကလွဲရင်တော့ဖူဟန်ကကျန်တဲ့ကစားသမားတွေကြက်ခိုင်မှုကောင်းနေပါတယ်သို့တော့လည်းလက်ရှိကစားပုံလက်ရှိရှေ့စွမ်းနဲ့ထိတ်တိုက်တွေ့ဆုံမှုမှတ်တမ်းတွေရဆိုရင်ဖူဟန်က Arsenal ကိုရှင်ပြီးတော့ကစားနိုင်စွမ်းမရှိပါဘူးသို့တော့လည်းမာကုတ်ဆေဘာဖူဟန်နီးပြကအသင်းကြီးတွေနဲ့တွေ့တဲ့အခါဘယ်လိုကစားရမလဲဆိုတာကောင်းကောင်းသိတဲ့နီးပြမျိုးပါဆိုတော့ဒီပွဲမှာ Arsenal ကပေါ့ဆဆကစားလို့တော့မရပါဘူးဒါကြောင့်Arsenal ဟာဖူဟန်ကိုအနိုင်ကစားဖို့စိတ်ပိုင်းဖြတ်လာမှာဖြစ်တယ်လို့ဖူဟန်ကလည်း Arsenal ကိုသူတို့အိမ်ကွင်းမှာတုံ့ပြန်ကစားဖို့ထိုးနှက်ကစားဖို့ဒုက္ခပေးဖို့ကြိုးစားလာမှာပါဒါပေမဲ့လည်းဖူဟန်ရဲ့လက်ရှိကစားသမားအင်အားလက်ရှိရှေ့စွမ်းတဲ့ယုံကြည်မှုဘိုင်းဆိုင်ရာအနေအထားတွေက Arsenal ကိုသူတို့အနိုင်ယူဖို့တော့မဖြစ်နိုင်ပါဘူး
ဒါကြောင့်ဒီပွဲကလည်းအာဆင်နယ်ရဲ့3မှတ်ပြည့်ရမဲ့ပွဲလို့ပဲသုံးသပ်ရှင်ပါတယ်